ချက်ပြောပြတော့ကျွန်တော်ကိုယ်ပိုင်နံပါတ်ကြီး4141ဒုတိယတိုင်မှုတောင်းပုံမှုကျော်လက်ခိုင်ပါဗျာခလာရ84မှာဒုတိယတိုင်မှုနဲ့တောင်းထမ်းဆောင်ပြီးတော့ကျွန်တော်တို့ဒီဖြူနေရနေပြီးဒီမုံနေကြီးကိုစစ်ကူအနေနဲ့ဒီရဲရင်နဲ့ပို့ဆောင်ခဲ့ပါတယ်ပို့ဆောင်တဲ့ဟာရက်ကတော့ကျွန်တော်တို့3ရက်နေ့3ရက်12လနောက်23အဲ့ဒီမှာကျွန်တော်တို့ဒီရဲရင်နဲ့ကျွန်တော်ပါဝင်22ဦးဒီခမရ990တို့ကိုကျွန်တော်တို့စစ်ကူပူးပေါင်းခဲ့ပါတယ်စစ်ကူပူးပေါင်းပြီးတော့မှကျွန်တော်တို့မနက်4နာရီလောက်မှရောက်ပြီးကျွန်တော်တို့7နာရီလောက်မှကျွန်တော်တို့တိုင်ပွဲစပြီးဖြစ်ပါတယ်ဖြစ်ပြီးတော့မှကျွန်တော်တို့ဒီရန်သူရဲ့ဝိုင်းပတ်ပိတ်ဆို့မှုခံရတဲ့အတွက်ကျွန်တော်တို့နောက်ကိုအစဉ်စဉ်ဆုတ်ခွာခဲ့ပါတယ်ဆုတ်ခွာပြီးတော့တဲ့ရဲ့အပြင်ဘက်ရောက်တဲ့ချိန်မှာရန်သူရဲ့ပိတ်ဆို့မှုနဲ့ကျွန်တော်တို့ကြုံခဲ့ရပါတယ်ကြုံတွေ့ခဲ့ရပြီးတော့အဲ့မှာတိုက်ပွဲထိတွေ့မှု10မိနစ်ဝန်းကျင်လောက်ကျွန်တော်ဖြစ်ကြပါတယ်ဖြစ်တဲ့ချိန်မှာကျွန်တော်တို့ဒီကစစ်တီ9ဦးနဲ့ဒီရဲမေတွေအထိကိုက်မှုတွေရှိလာမှုဖြစ်လာပါတယ်အဲ့မှာကျွန်တော်ထိတွေ့မှုဖြစ်တဲ့နေရာနေပြီးတော့နောက်ကိုထပ်ပြီးဆုတ်ပါတယ်ထပ်ပြီးဆုတ်ပြီးတော့ချိန်မှာဘေးမှာတစ်ဖွဲ့တွေ့ပါတယ်အဲ့ဖွဲ့တစ်ဖွဲ့တွေ့တဲ့ချိန်မှာကျွန်တော်တို့အနေနဲ့ဒီလက်ထောင်ပြီးတော့ပြောပါတယ်ပြောတဲ့အချိန်မှာကျွန်တော်တို့ဒီကျွန်တော်တရားအဖွဲ့တွေကိုကျွန်တော်ဦးဆောင်ပြီးတော့လက်နက်ချလိုက်ပါတယ်လက်နက်ချပြီးတော့ကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တို့အခုထိမ့်သိမ်းဆောင်ရွက်ပါတယ်ဒီမှာကျွန်တော်တွေ့ရတဲ့အနေအထားမှာတော့ဒီအဖွဲ့တွေကကျွန်တော်တို့နူးထွေးပဲလူလာလာနဲ့ဒီထိခိုက်ဆုံးရှုံးမှုမများအောင်ဟိုဘက်ဒီဘက်ထိခိုက်ဆုံးရှုံးမှုမများအောင်စုပြန့်နိုင်ခဲ့တဲ့လက်အတွက်လည်းသူတို့အနေနဲ့ကျွန်တော်တို့ကြိုနူးထွေးကြိုဆိုပြီးတော့လူလေးတွေမရှိအောင်ဆက်ဆံပါတယ်စာဝန်ကြီးရစအကောင်းဆုံးဆောင်ရွက်ပေးပါတယ်သူတို့ဒီမှာရှိတဲ့ဟာနဲ့အလုံးလောက်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါတယ်အဲ့ဒီအတွက်ဒီလိုဆက်ဆံတရားဥပဒေနဲ့အညီဆက်ဆံပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီအတောင်ရှိတဲ့လူချင်းများကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မကြီး60544ဘိုးကြီးနဲ့နိုင်ထုံးဖြစ်ပါတယ်စားတာနဲ့ကဖြစ်ပါတယ်ကျွန်တော်တို့ကဟိုကနေပြီးတောင်ငူကနေပြီးတော့ဒီမှာမုံမှာတစ်ခွဲနေရမယ်ဆိုပြီးတော့တောင်ငူတက်နေရနေပြီးတော့ဒီလို26ရက်နေ့က990ကိုလာပြီးတော့လုံခြုံရေးတာဝန်ထမ်းဆောင်ပါတယ်လုံခြုံရေးတာဝန်ထမ်းဆောင်တာကနေပြီးတော့2ရက်နေ့ည10:00နာရီလောက်မှာကျွန်တော်တို့ KNL PDF ပူပေါင်းဖွဲ့ကဝင်ပြီးတော့ဝင်တိုက်ပါတယ်ဝင်တိုက်တဲ့အချိန်မှာကျွန်တော်တို့ဘန်ကားတွေအကုန်လုံးကြာပြီးတော့ဘိုးကင်းမှာစုနေရပါတယ်ဘိုးကင်းမှာစုနေရပြီး3ရက်နေ့မှာထပ်ပြီးတော့ထိတွေ့တိုက်ပွဲတွေထပ်ဖြစ်သွားပါထပ်ဖြစ်သွားပြီးတော့ကျွန်တော်တို့3ရက်နေ့တရက်လုံးထိတွေ့တိုက်ပွဲဖြစ်သွားပြီးတော့4ရက်နေ့မှာကျွန်တော်တို့ဘိုးကင်းသားရန်နီးကလာတဲ့အတွက်နေရာတဲ့အတွက်ကျွန်တော်တို့ကဗလီခလာရ84ကဒုတိယမှုစစ်ကြောင်းနဲ့ကျွန်တော်တို့999ချင်းမြန်တက်ရင်ကိုကျွန်တော်ပြန်ဆုတ်လာပါတယ်ပြန်ဆုတ်လာတဲ့အချိန်မှာခမရ999သုံးတော်ရွာအနီးနားမှာကျွန်တော်တို့စောင့်ကြိုပြီးတော့ဝိုင်းဘတ်ပိတ်ဆို့ပြီးတော့တိုက်ခိုက်ခံရပါတိုက်ခိုက်ခံရဟိုရဲမိတွေလည်းပါတယ်ကျွန်တော်တို့အဖွဲ့တွေလည်းရှိတဲ့အချိန်မှာကျွန်တော်တို့အကုန်လုံးဝိုင်းပတ်ပြီးတော့ပိတ်ဆို့ခံရတာဖြစ်တဲ့အတွက်လူလက်နက်အင်အားလည်းမများရဆိုတော့ကျွန်တော်တို့လက်နက်ချလိုက်ရပါချလိုက်ပြီးတော့ကျွန်တော်တို့ဒီဘက်ကိုအခုနေရတာကတော့အကုန်လုံးတော့အဆင်ပြေပါတယ်ဟုတ်ဝိုင်းဝန်းပြီးတော့လိုအပ်တာတွေအကုန်လုံးဖြည့်ဆည်းပေးတယ်အကုန်လုံးမလစ်ဟင်းအောင်ကူညီပေးတဲ့အတွက်ဒီဘက်အဖွဲ့အစည်းတို့လည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဒီလျှောက်တဲ့33ညငါဘိုးကြီးအကာဆိုတက်ကခလာရ84ရတက်ခွဲမှုဘိုးကြီးတောင်းဆန်းဆောင်မှာဖြစ်စဉ်ကတော့ဒုတိုင်မှုဗာလေဒုတိုင်မှုဦးစီးပြီးတော့ရရှိ3ယောက်နဲ့22ယောက်ရဟရင်နဲ့3ရက်နေ့ညနေ6နာရီမှာကျွန်တော်တို့မုံ990နဲ့ဝင်ကျင်ရဟရင်နဲ့ညဘက်ညနေ6နာရီလောက်မှာရဟရင်နဲ့ရှာပေးပါတုံးတော့22ယောက်စစ်ကူလိုက်ဖို့ဆိုပြီးဒီ990ဒီမုံနဲ့မြုပ်တယ်အရင်လည်းအခေါ်မှမြုပ်ဘူးပထမဆုံးချိန်စစ်
စစ်ကူဆိုပြီးလွတ်လိုက်တယ်ရောက်တဲ့ချိန်မှာတက်သေးတော့မီတာ2000လောက်ဝေးရနေမှာရှာပြီးညာဘက်တော်တိုးပြီးတော့ငါးခုတက်တဲ့တော်တိုးပြီးရောက်သွားမနေ့9နိုင်ခွဲလောက်မှရောက်သွားပြီးတော့အဲ့မှာနေရာယူကိုချင်းဖို့တွေသူတို့ရှင်းခိုင်းတဲ့နေရာရရှိတာသွားရှင်းခိုင်းတယ်သူတို့ဥပဒေပြီးသွားရှင်းခိုင်းတဲ့ချိန်မှာမိုးလင်းပြီးတော့6နိုင်9နိုင်လောက်မှတော့နားပြီးတော့9နိုင်ခွဲလောက်မှသွားရှင်းတဲ့ချိန်မှာဒီလိုမျိုးစဖြစ်တော့စဖြစ်ပြီးတော့မှဘုံလုံးကပိုကင်းနဲ့ထိရောက်လာတဲ့တိုင်းတာမှာတို့ရှင်းနေလည်းမကောင်းတော့ကြာဆုံးနေကြည့်ကြတယ်လည်းများပြီးရဲမေတွေရောစစ်ပြီးတော့ပြန်စုပ်ပြေးလာတဲ့အချိန်မှာညနေ4နိုင်လောက်အဲ့ဟို9:90နောက်ဘက်လေကွင်းထဲမှာရောက်တဲ့ချိန်မှာဒီပြန်ဒီရဲ့ဘယ်ပိတ်ဆို့ရင်ကျွန်တော်တို့ဒီဘက်ကပိတ်ဆို့ရဖွဲ့နေတွေ့ပြီးတော့မိသားစုတွေလည်းပါလာပဲကျွန်တော်ရဲမေမိသားစုတွေလည်းကျွန်တော်တို့အခုပြီးတော့လိုက်လာတော့ကျွန်တော်ခေါ်လာပြီးသူတို့လည်းအန်တယ်ခင်းအောင်တော့ပိတ်ဆို့ရင်ရှေ့တက်မှတစ်ခွက်ဘယ်ဘက်မှတစ်ခွက်ကျွန်တော်ပထမတော့ကျောင်းလမ်းနဲ့အကုန်လုံးရဲမေတွေထွက်ပြေးကြတယ်ဆိုတော့ရှေ့ကနေစီးပြတော့ရဲမေတွေပေါ်ပြီးတော့အကုန်လုံးပြေးကြချိန်မှာပဲချမ်းရောက်တဲ့ချိန်မှာကျွန်တော်တို့လက်နက်ထောင်ပြီးလက်ရက်ခေါ်တယ်ပွဲနဲ့တွေ့ချိန်မှာကျွန်တော်နဲ့အပါလေးနဲ့ညံ့ဝင်ဦးဆောင်မှုနဲ့တိုင်ပင်ပြီးတော့အကုန်လုံးအန်တယ်ခင်းဆိုကျွန်တော်တို့အကုန်လုံးလည်းအန်တယ်ခင်းအောင်အကုန်လုံးသုံးပြချက်ချလိုက်တာပေါ့လမ်းကြောင်းတစ်ခုလက်နက်ချပဲလမ်းကြောင်းရွေးလိုက်တာ